ဒီနေ့ကတော့မိုးရီရဲ့ရွာပြီးရောရေကြီးလာတဲ့ဆောက်ကမျိုးကြီးကြောင့်ကိုပြည့်တယ်ပဲဖြစ်ပါတယ်ခွာတော့အထူးလေးပေါ့နော်မမစီရောက်လာပြီဒီလားအော်ဟုတ်တယ်မမသမီးစမလေးနှစ်ခုရှိရဲ့အော်အေးဟမ်ကြောင်ရောကြောင်ကဲကြောင်ကြီးမင်းတို့ကအစာကျွေးမယ်ဒီလားရော့စားပြီစားနော်ညီမကြောင်လေးကိုလည်းစာကျွေးပြီးသားပြီဆိုတော့ညီမလေးလာမမတို့မမတို့ရေမချိုးရရေမချိုးရသေးဘူးနော်ဟုတ်တယ်မမဒါဆိုရေချိုးကြမယ်နော်အေးဒါဒါဆိုရင်မမဝစ်စားလေးရအောင်မယ်ကဲလာညီမလေးဒါဆိုလို့ရှိရင်မမတို့ရေချိုးလို့ရပြီဒါဆိုလို့ရှိရင်ညီမလေးရေကူးကနေခုတ်လိုက်ရပြီဒါဆိုထိုင်လိုက်တော့မမနေနေအေးရဆိုအကြိုက်စိတ်လုံးမကောင်းဘူးနော်အေးဟုတ်တယ်လေညီမလေးအကြိုက်စိတ်နေတယ်လားဒီနေ့ကတော့မမချပဲဝလိုက်တော့မယ်ညီမလေးအဲ့ဒါဝင်มาလားဟုတ်တယ်မမရဲ့ဒါဆိုရင်မမတို့ခဏလာအိတ်အောင်လေးနော်နေ့လေတရီတမောလေးအိတ်ကြတာပေါ့သူတို့အိတ်ရင်နဲ့ပဲ14နာရီ2နာရီထိုးသွားပြီပေါ့နော်ညီမလေး2နာရီအောင်ထိုးသွားရည်ဒါလာမမတို့တီဗီကြည့်ကြမယ်အဲ့ဒါနဲ့ပဲ6နာရီထိုးသွားပါတယ်ညီမလေးတီဗီလည်းမကြည့်တော့လာ16နာရီလေထိုးနေပြီဆိုတော့စကြည့်ကြမယ်ညီမလေးလားဟုတ်ကဲ့ဒါဆိုညီမလေးထိုင်တော့နော်မိစားရေးလိုက်အောင်မမရဲ့အေးဒါစခဏလေးနော်မမဟင်းတော့ချလိုက်အောင်မယ်ငါချပြီးသားပြီဆိုတော့ညီမလေးတွေဆက်လက်ပြိုင်နော်ပြိုင်ရင်ပြန်လို့ရရဲ့မမတွိုင်းလဲသွားလိုက်အောင်ခဏလေးပဲဒီကမလီယာစာရလဲတော့ပါတယ်သူစက်ကျနေရပေါ့ဟာညီမလေးစားလို့တော့အကြိုက်ပဲမမတို့ညစာတော့မစားရကြလားတော့ဒါဆိုရင်မမညစာလုပ်ပြီးမယ်ဟုတ်ကဲ့ဒီနေ့ညကိုကျတော့မမတို့ weight short ရဲ့အနေနဲ့ milk ကြီးပဲတောက်မယ်နော် okay တောက်ကောင်းနေမမရဲ့this so good မမသမီးကြီးဒီနေ့စားလေးချက်ပြီးသွားပြီစားရလေးပြီးဆိုတော့စားအကုန်ပြီးသွားပြီကျောင်းဝင်နေကြရင်နဲ့ဆမကစာမင်းမာရဲ့အေးဟုတ်လားအေးအဲ့ဆိုရင်လည်းညီမလေးရပါရဲ့ပူစရာမလိုဟုတ်ကဲ့ခဲလာအဲ့ဆိုရင်မမတို့ရေလေးကြည့်လိုက်ကြရအောင်ဟာရေကမကြည့်လို့လားမသိဘူးရန်တိုးလာတာပဲညီမလေးရင်းနေမယ်ခဏနေထားမမစင်းကြည့်အောင်မယ်မမတရက်နဲ့ဟာငါတည့်ရတောင်ရှိနေပြီပဲရှီရတော်တိုးတာပဲညီမလေးရဲ့မမသမီးအိတ်ချင်နေအိတ်ချင်ကမမရဲ့အိတ်ချင်ခဲ့ပြီခဲလာအိတ်ချင်အိတ်ကြပြီညလိုက်တာမလို့ကဲကျန်လေးကတော့တလောက်ပါရှယ်အလုံးမဲနောက်ဗီဒီယိုပြတွေ့မယ်အလုံးပဲဘိုင်